event တို့ campaign တို့ organize လုပ်ရတာကြိုက်တာတို့ strategic planning တို့ပြီးရင် PR ဘိုင်းသွားကျင်တဲ့လူတွေဆိုရင်တော့ CSI နဲ့ပို့ပြီးကိုက်ညီရလို့ထင်ပါတယ်ကြော်ထအောင်ပါသိရမလားအရင်ကသိရမလား presenter မြန်မာနိုင်ငံမှာဆိုရင်နာမည်တစ်လုံးနဲ့နေတာပေါ့နော်ကျွန်တော်ရဲ့ favorite ပဲအားလုံးပဲမင်္ဂလာပါကိုဖို့ကိုပိုင် Kevin ရဲ့ Facebook page နဲ့ YouTube channel နဲ့ကြိုဆိုပါရစေဒီနေ့မှာဆိုလို့ရှိရင်တော့ဒီ media နဲ့နာမည်ကြီးတဲ့ Bangkok University International ရောက်ရှိနေပါတယ်ဆိုတော့အဲ့မှာရှိတဲ့ကျောင်းသားတွေကိုပေါ့နော်ကျွန်တော် interview အတွက်ဖိတ်ခေါ်ထားတယ်ဆိုတော့သူရဲ့ media နဲ့ပတ်သက်တာတွေရောတခြားလိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ interview သွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်နည်းနည်းမိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကတော့စောစီပိုင်ဦးပါကျွန်တော်ကတော့communication strategy and ideation major ပါအခု second year တက်နေပါတယ်ကျွန်တော်အကြောင်းမှာတော့ Justin လို့သိကြပါတယ်ရုံးဝင်တရားမှာရုံးလိုပဲများစွာတော့ခေါ်ကြပါတယ် CSI second year ပါ Okay ဆိုတော့ပထမဆုံးမိတ်ဆက်ပြီးတဲ့အခါမှာပေါ့နော်နောက်ထပ်မေးချင်တာကဆိုတော့ဘာလို့ဒီမီဂျာကိုရွေးချယ်ခဲ့ရလဲပေါ့ဆိုတော့ဟိုဒါတော့ကိုယ့်ရဲ့စိတ်ဝင်စားမှုကတော့လည်းပဲတနေ့တယောက်မတူကြဘူးပေါ့လေဆိုတော့ဘာကြောင့်မလို့ဒီမီဂျာကိုရွေးဖြစ်သွားလဲပထမဆုံးပြောရရင်တော့ကျွန်တော် research လုပ်ကြည့်တဲ့အချိန်မှာပေါ့နော်ဒီမီဂျာမှာဘာသာတွေ့တယ်ဆိုတော့ပထမဆုံးကျွန်တော်လူတွေနဲ့အဲ့လို communicate လုပ်ရတာကိုသူက focus ထားတယ်ပြီးတော့လူတွေအရှိမဘယ်လိုစကားပြောရမလဲတို့အမျိုး manage ဘယ်လိုလုပ်ရမလဲတို့အဲ့ဒါတွေသင်ကြားမှု curriculum တွေမှာပါတယ်နောက်ဆုံးတစ်ချက်ကျွန်တော်အကြိုက်ဆုံးကတော့အမျိုး digital marketing တွေလည်းပါတယ်ပေါ့နော်သူကအဲ့လို communicate တစ်ခုတည်းမဟုတ်ဘဲနဲ့ digital marketing ပိုင်းတွေပါတယ်ဒါကြောင့်မို့ကျွန်တော်စိတ်ဝင်စားရပါတော့ကျွန်တော်ဖြစ်ချင်တဲ့ style မျိုးတွေပါတော့ကျွန်တော်ဒီမျိုးကြောင်ရွေးပြရတာပေါ့နော်event planning ဘိုင်းတွေကိုစိတ်ဝင်စားရပြီးတော့အဲ့ branding ဘိုင်းတွေကိုစိတ်ဝင်စားလို့ဒီမေဂျာကလည်းအဲ့အရင်နဲ့ဆက်ဆက်မှုရှိလို့ရွေးပြလိုက်တာ Okay so ဒီကတော့ representative ဘိုင်းတွေ digital marketing ဘိုင်းတွေလို့ရှိရင် event planner ဘိုင်းတွေပေါ့နော်ဆိုတော့ဒီကတော့အဓိကအဖြစ်သွားတယ်ပေါ့ဆိုတော့နောက်တစ်ခါကျဒီအတန်းထဲမှာပေါ့နော်ဆိုတော့ကိုဒီဗီဇာနဲ့ပတ်သက်ပြီးတော့ကိုအတန်းတွေတက်ရတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုကိုအတွက် favorite အဖြစ်ဆုံး activity တွေဆိုလို့ရှိရင်ရောဘာရှိမလဲပြောရရင်တော့အများကြီးရှိရောနော်အများကြီးတဲမှာကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့အဲ့လိုတကယ်ကုမ္ပဏီကြီးတွေ workshop တွေကိုတက်ရတာပေါ့နော်ဥပမာ Coca-Cola တို့ PTT တို့အဲ့လိုကုမ္ပဏီကြီးတွေကကျွန်တော်တို့အကြောင်းမှာလို့ workshop တွေလာလုပ်တယ်အဲ့ချိန်ကျရင်ကျွန်တော်အဲ့ workshop တက်ပြီးတော့ activity လုပ်ရတယ်တစ်ခါကျရင်သူတို့ပေးတဲ့ project တွေမှာကျွန်တော်တို့ပါဝင်ခွင့်ရတာပေါ့နော်အမျိုး leadership camp တို့အဲ့လိုတွေတွားတာတွေပါရှိတယ်အဲ့ activity မျိုးတွေခါကျွန်တော်စိတ်ဝင်စားတာပေါ့နော်အခုတက်နေတဲ့အချိန်မှာဘယ်လိုမျိုးလဲဆိုတော့အဲ့ brand အနေနဲ့ပေါင်းပြီးတော့အဲ့လို group project တွေလုပ်ရရပါတော့အဲ့မှာ creative campaign လုပ်ရတာအဲ့လိုဟာအဲ့ဘက်တွေတော့အဲ့အရာတွေကတော့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတခြားနာမည်ကြီး brand တွေကလာလုပ်တဲ့ activity ရှိမယ်နောက်တစ်ခုကဒီဆက်စပ်နေတယ် campaign creative campaign တွေနော် Okay campaign လာလုပ်ရတာတွေအဲကြရတယ်ပေါ့နော် Okay ဆိုတော့ဒါတွေကတော့ဒါအတန်းထဲမှာလည်းလက်တွေ့လုပ်ရတဲ့ခါကျတော့ကိုယ့်ရဲ့စိတ်ဝင်စားမှုအရှိဆုံးနောက်တစ်ခုကတချို့အတန်းတွေမှာဆိုလို့ရှိရင်ကိုမလိုက်တဲ့အတန်းလေးတွေပါလေသင်ရတာရှိတယ်။ Okay ဆိုတော့ဒါတော့ဖြည့်ချင်မှတော့မသိဘူးပေါ့နော်။ဆိုတော့အဲ့ဒီအတန်းလေးတွေမှာဆိုလို့ရှိရင်ကိုဟိုဘယ်လိုပြောမလဲစိတ်ဝင်စားမှုအယောဆုံးလို့ပြောရမလားတချို့အားလေးရှိလားအဲ့လိုပုံစံမျိုးပြောရရင်တော့သူတို့ပေးတဲ့ curriculum တရား subject တိုင်းကတော့အရေးပါတာပေါ့နော်။ဒါပေမဲ့တချို့ subject တွေက similar ဖြစ်တယ်။ဥပမာပြောရရင်ကျွန်တော် the art of speaking နဲ့the art of storytelling ပေါ့နော်အဲ့နှစ်ခုပြောလိုက်မယ်ဆိုရင်နှစ်ခုလောစကားပြောတော့ပဲဒါပေမဲ့စာသင်တဲ့ချိန်ကျတချို့ lesson တွေကတူပဲဖြစ်တယ်သူတို့အဲ့လို boring ဖြစ်တယ်ပေါ့နော်တခါကြာရင်သူတို့lesson ပြတဲ့ချိန်ကြာရင်ဟိုပထမ semester မှာသင်ပြီး second semester မှာပြန်သင်ရတဲ့အခြေအနေရှိတယ်ပေါ့နော်အဲ့လို subject လေးတွေရှိတော့နည်းနည်းboring ဖြစ်တယ်ပေါ့နော်တခါကြာတော့ဆို Okay အဲ့လိုမျိုးရှိမယ်ပြောရရင်တော့ Justin နဲ့တော့တိတ်မကွာဘူးပေါ့နော်ပြောရင် general class တွေကအဲ့တချို့ class တစ်ခုနှစ်ခုပေါ့နော်အဲ့ class တွေကတင်တဲ့ဟာတွေကကြာအရင် semester တင်ပြီးတဲ့ဟာတွေပြန်ပြီးတော့ဒီ sem မှာပြန်တင်တာမျိုးတွေချို့ course တွေဆိုကွာကြည့်လိုက်တော်တော်များများတူနေနည်းနည်းလေးလောက်ပဲဟိုပေါ့ present လုပ်ရတဲ့အပိုင်းနေပိုင်းမှာနည်းနည်းလေးပဲကွဲသွားပြီးတော့အဲ့ဟာတွေပြန်တင်ရတဲ့အပိုင်းတွေတော့တိတ်ပြီးတော့သဘောမကျဘူးOkay so အဓိကဒီတန်းနေအများစုဖြစ်တာရှိတာတော့ဒါ general course တွေမှာတော့ဒါဖြစ်တာရှိရမှာ major course တွေပါတွေကကျတော့ focus area ကတော့ဒါကိုလည်းကွဲအပိုင်းတွေမှာရှိတဲ့ခါကျတော့အလုံးတော့တော်မဖြစ်ကြဘူး Okay so နောက်တစ်ခုကကျတော့ဒီ Bangkok University မှာဆိုလို့ရှိရင်ပေါ့နော်ဒီ media နဲ့ပတ်သက်ပြီးတော့ဒီဆက်တဲ့ media အများကြီးရှိတယ်ဆက်ပါတော့ဒီ innovative media production တို့တခြား fan series ပါညာတွေပေါ့နော်ဆိုအဆုံးရှိရ
ဆိုအဲ့ဒီထဲကနေမှာဒီ CSI ကရောသူတို့ ਨੇ ဘယ်လိုမျိုးကွဲပြားမှုတွေရှိလဲကွဲပြားခြားနားလဲလို့ ပထမဆုံးပြောရရင်ဆိုတော့ကျွန်တော်တို့ကတော့အားလုံး communication အားရဲ့အောက်မှာသွားတာပေါ့နော်ဒါပေမဲ့တစ်ခုကောင်းတာကကျွန်တော်တို့ကအမျိုးနှစ်ပိုင်းခွဲလိုက်တယ်တစ်ပိုင်းကproduction ဘိုင်းမှာအလုပ်လုပ်တဲ့လူနဲ့တစ်ပိုင်းကscreen ရှိမှာအလုပ်လုပ်ရပေါ့နော်ကျွန်တော်တို့ကလည်းကတော့ screen ရှိမှာလုပ်ရတယ် present လုပ်ရတယ်စကားပြောရတယ်ဥပမာ journalist မျိုး MC လိုမျိုးအဲ့လို presenter လိုမျိုးလုပ်ရတဲ့လူတွေပေါ့နော်ကျွန်တော်တို့အလုပ်ကအဓိကချက်တော့အဲ့ဒါကွာတယ်ကျွန်တော်တို့ကအမျိုးပို့ပြီးစကားပြောရတယ်မေးရတယ်အဲ့လိုအပိုင်းပို့သွားတယ်ပြီးတော့ event တွေမှာ organize လုပ်ရတဲ့ဟာတွေသွားတယ်ပြီးတော့ကျွန်တော်တို့ဗလား digital marketing ဘိုင်းတွေသွားတယ်ကျွန်တော်က production ဘိုင်းမဟုတ်တော့အဲ့ဒါတော့နည်းနည်းလေးကွာတာပေါ့နော်ကျွန်တော်တို့ media နဲ့အမျိုးတခြား media ရဲ့ media တွေနဲ့media innovative media ဘိုင်းတွေကြတော့သူတို့ကြတော့အရန် media production ဘိုင်းဘက်ကိုအရန်အသားပေးပြီးသွားတာပေါ့နော်ဒီ CSI ကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူကအဲ့လို strategy တွေ idea တွေအဲ့ဟာတွေကိုပေါင်းပြီးတော့ branding နဲ့ဘယ်လို collab လုပ်ရမလဲဘယ်လို branding mind တွေကိုသွားရမလဲအဲ့ဟာတွေအဓိကပေါ့ပြောရရင် communication တကယ် communication real life communication ဘက်ကိုပို့သွားတာဆိုတော့အဲ့ဟာတော့ကွဲပြားမှုရှိရတော့ဒီမှာ ဆိုတော့ brand ambassador ဘိုင်းနေလဲဒါသွားမယ်လို့ထင်တယ်ဟုတ်အဲ့လိုမျိုးဘက်တွေလည်းသွားရ ဒီ branding ဘိုင်းဆိုတော့ဒါတော့မိကုန်းထဲမှာတော့ဟိုမဆက်ဆက်ပေါ့နော်တခြားဒီကိုရဲ့ idol ဟိုမျိုးရှိလားbrand ambassador လို့ပြီးလို့ရှိရင်ဒီ presenter လို့ပါလို့စာတော့ထောင်မြန်မာပဲဖြစ်ဖြစ်ဒီ time လို့အဲ့လိုမျိုးဆိုရင်ရှိလားဆိုတော့ဒီကလည်းပတ်သက်ပြီးတော့တက်နေရဆွဲခါမြန်မာနိုင်ငံသားဆိုတော့ကျွန်တော်အမျိုး presenter တယောက်ရှိပါတော့အားလုံးလည်းသိမယ်တင်တယ်ဗလားကြော်ထအောင်သိရမလားအရင်ကသိရမလား presenter မြန်မာနိုင်ငံမှာဆိုရင်နာမည်တစ်လုံးနဲ့နေတာပေါ့နော်ကျွန်တော်ရဲ့ favorite ပဲကျွန်တော်ဘာလို့ဆိုပြီးတော့တခြားနိုင်ငံကြောင်းမှာဆို Steve Harvey တို့သိမလားသိမလား family gay တွေလောက်တယ်ကျွန်တော်အရင်ကို admire ဖြစ်တယ်ကွာသူတို့ကြည့်ပြီးတော့မျိုးလူတွေရှေ့မှာစကားပြောတာရောပြီးတော့ screen ပေါ်မှာစကားပြောတာရောအမျိုးဖြစ်ချင်တဲ့စင်သားရှိတယ်အဲဒါကြောင့်မလို့ဒီ major နဲ့ဆက်နေတော့ဗောနော်ယူဖြစ်တာ哦မီလေးခဏမိတ်ပြီးပါမီလေးကနာမိတ် Okay ညမမရှိလားလို့မျိုးရှိတယ်တဲ့မပြောတော့ Okay ဆိုရမယ်အဲ့ဒါ Okay နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ပေါ့နော် CSI faculty မှာဆိုလို့ရှိရင်ဘယ်လို facility မျိုးတွေကိုတို့အထောက်ပံ့ပေးတယ်ပေါ့ဒါ major နဲ့ပတ်သက်ပြီးတော့ဒီ GE တန်းတွေမကဘူးတခြားဒီ major course တွေမှာပါဆိုတော့ low at facility ဘိုင်းပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ဘယ်လိုဟာမျိုးတွေလုပ်ပေးထားတာကိုတွေ့ရလဲmedia lab တွေပြလို့ရှိရင်အဲ့ media lab တွေ provide ပေးရပါတော့အဲ့ဟို lab တန်းရှိရလို့ရှိရင်အဲ့ lab ကနေပြီးတော့ camera တွေငှားလို့ရတယ်အဲ့လိုမျိုးတွေလုပ်လို့ရတယ်ပထမပြောရရင်ကျွန်တော် major ကအမျိုး lecture ဘိုင်းပူသွားများတယ်အဲ့ဒါတော့အမျိုး provide ပေးတဲ့ facility ရှိလားဆိုတော့major နဲ့ပြောရရင်တော့မရှိဘူးဒါပေမဲ့ကျွန်တော် minor အနေနဲ့media production ကနေပြီးတော့ course တွေယူရတယ်ကွာအဲ့ course တွေယူရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ photography class တွေရှိမယ်အဲ့လို video short film ရိုက်တဲ့ class တွေရှိမယ်အဲ့ဒါကြရင်ကျွန်တော်ကကျောင်းနေပြီးတော့student ID နဲ့ camera တွေငှားလို့ရတယ် lighting တွေငှားလို့ရတယ်ဒါပေမဲ့course ကူတော့ပေါ့နော်ဒါပေမဲ့တခြားနေရာမှာဆိုတော့ကျွန်တော်တို့ပြစရာ facility ဆိုတော့တူမရှိဘူးဒါပေမဲ့ minor cost အနေနဲ့ဆိုရင် media အကြောင်းပြကွာကင်မရာတွေအများကြီးရှိတယ်အဲ့ဒါဆိုအဲ့ကင်မရာပတ်သက်ပြီးလိုရဆိုရင်ဒါငှားလို့ရတယ်ဒါပေမဲ့အဓိကတော့ lecture base သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဓိက event planner ဘိုင်းနေ presenter ဘိုင်းနေ ambassador ဘိုင်းနေသွားတဲ့ခါဆိုတော့ Okay အဲ့ဆိုရင်နောက်ထပ်ဟိုကျွန်တော်မိကုန်းတစ်ခုထပ်သွားလိုက်မယ်ပေါ့နော်ဆိုတော့ faculty ကနေပြီးတော့ free trip ပညာသွားတာမျိုးရှိလားနောက်တစ်ခါပါတော့နာမည်ကြီး brand company တွေပဲဖြစ်ဖြစ်တခြားဒီအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့လိုသွားတာမျိုးတွေရောရှိလားအဲ့လိုမျိုး feature ရလို့တော့တေချာတော့မရှိသေးဘူးပေါ့အခု second year first sem မို့လို့လည်းနေပါလိမ့်မယ်အခုအတိကတော့အဲ့လိုပြောရမယ် sustainable ဖြစ်တဲ့ expo တွေသွားရတယ်အဲ့လိုဟာတွေတစ်ခုနှစ်ခုလောက်ပဲရှိပါသေးတယ်ရှိတယ်ပေါ့နော်အခုတော့ယုံကြည်ခဲ့လို့ပဲသိရမလားmajor ကနေပြီးတော့တည်တဲ့ provide ပေးတာမရှိဒါပေမဲ့ international တခုအနေနဲ့အဲ့လိုခြား major တွေလည်းပါဝင်လို့ရအောင်ဆိုပြီးတော့အဲ့လို fee trip သွားတာတော့ဘာလို့ဒါပေမဲ့ကိုယ်တိုင်က register လုပ်ပြီးတော့သွားမှာပဲရမှာပေါ့နော်ဒါပေမဲ့ဒီလို major ကနေပြီးတော့ထောက်ပံ့တာမဟုတ်ဘူး international center ကနေပြီးတော့ provide ပေးတယ်ပေါ့နော်အဲ့ project fee trip သွားတာတို့တခြား program တို့သွားပြီးတော့အမျိုး
လေတာတို့ပေါ့နော်ကန်ချနာဘူရီတို့အဲ့လိုအယုထရာတို့ပြီးကြတဲ့တခြား leadership program တို့တော့အများကြီးရှိတယ်ဒါပေမဲ့သူတို့အမျိုး faculty ကနေပြီးတော့တည်တက်သွားတာမဟုတ်ဘူးနော် international တစ်ခုလုံးနေနဲ့သွားတာပေါ့နော်အကြောင်းတော့ Okay အဲ့ဆိုတော့လေဒီနောက်တစ်ခုကကျတော့ဒါကြောင့် facility ပိုင်းပြီးသွားပြီပေါ့နော်အခု activities လေးနည်းနည်းမေးကြည့်မယ်ဆိုတော့ဒါက faculty မှမဟုတ်ဘူးဒါ B1 ကျောင်းသားတစ်ယောက်အနေနဲ့ B1 ကျောင်းသားတစ်ယောက်အနေနဲ့ကျောင်းသူတစ်ယောက်အနေနဲ့ပေါ့နော်ဆိုတော့student club တွေဝင်တာမျိုးပဲဖြစ်ဖြစ်ဒီတခြား activity လုပ်တာမျိုးဖြစ်အဲ့လိုပုံစံမျိုးကိုလုပ်ရတဲ့ဟာမျိုးရောရှိလား Okay အမေကတော့ကျွန်တော်အကြိုက်ဆုံးဘာလို့ဆိုတော့ကျွန်တော်အခုဗလာ BUI football club မှာ vice president အနေနဲ့တာဝန်ထမ်းဆောင်ရပေါ့နော်။ဘာလို့ကျွန်တော်ကတော့ဘောလုံးကန်ရတာကိုအရင်သဘောကျတယ်။ပြီးတော့ကျွန်တော်တခြားအားကစားတွေလို့ basketball တို့ badminton တို့တခြားအားကစားတွေလည်းလုပ်ဖြစ်တယ်။ဒါပေမဲ့ club join ပြီဆိုရင်ဒီ club ကိုပဲဦးစားပေးရတော့တခြား club မ join ဖြစ်ဘူး။ဒါပေမဲ့အဲ့လို club တစ်ခု join ပြီးဆိုရင်တခြားကျောင်းသားတွေနဲ့မျိုး networking ကျေလာတယ်အတီးတွေအပေါင်းအသင်းတွေများလာတာပေါ့နော်ကျွန်တော်ဆိုရင်9မိနစ်တခါတော့ကျောင်းဒီ campus ထဲမှာဆိုအတီးတွေတွေ့ရတယ်နှုတ်ဆက်နေရတယ်9မိနစ်တခါသွားတိုင်းအဲ့လိုဖြစ်တော့တော့ဒါပေမဲ့ကိုကအဲ့လိုတဘောကြတယ်ဆိုရင်အဲ့လို student club တွေ join ပါအဲ့လိုပြီးတော့ workshop တွေတက်ပါပြီးတော့ဆရာဘာလဲ dean တွေကနေလှုပ်ပေးတဲ့အမျိုး party with the dean တို့ပြီးရင်တခြား student affair နေလှုပ်ပေးတဲ့အမျိုးnight party တွေပါရှိတယ်အဲ့လိုတွေ join ပေါ့နော်အကြောင်းသားတွေအကုန်လုံးတူတူလာပြီးတော့တွေ့ရတယ်ပြီးတော့တကယ်ချင်းအစ်စ်တွေလည်းတိုးတော့ပေါ့နော်ဟုတ်တယ်ကျောင်းကအဲ့လို workshop တွေ activity တော်များတော့ join ပြပါတယ် club ထဲမှာ club ပြေလို့မမေရတော့မဝင်ထားပြဘူးပေါ့နော်ဘာလို့လဲဆိုတော့ music ပိုင်းလေးကျောင်းလားဆိုတော့မကျောင်းဘူးဆိုတော့ဘောလုံးလည်းမကန်တော့ဘူးလေ Okay အဲ့တော့activity join ပြတဲ့ workshop တွေတော်များတော့ join ပြပါဆိုတော့အဓိကတော့လေကျောင်းလာတယ်ဆိုတာကျောင်းကလေစာတစ်ခုလေးမဟုတ်ဘူးနော်ဆိုတော့အဓိကတော့ all about networking တွေလည်းပါတယ်ဆိုတော့တခြားကိုတွဲဒီလိုအပ်တဲ့ skill ဖြည့်ရတယ် activity joiner တွေပါတယ်အဲ့ဆိုအများကြီးဟိုလုပ်တဲ့ဟာတွေပေါ့နော်ဆိုတော့ဒါတွေလုံးမှလည်းဒါကျောင်းသားဘဝပို့ပြီးတော့ effective ဖြစ်မယ်ပေါ့နော် Okay ဆိုတော့နောက်တစ်ခုကကျတော့ဒီ internship သွားတာမျိုးတွေရောဒါရှိလားပေါ့ဒါ course က second year ဆိုတော့ဒါသွားတော့မှတော့မဟုတ်သေးဘူးဆိုတဲ့အခါကျတော့ဒီ third year လောက်မှပဲသွားတာဆိုတဲ့အခါကျအဲ့လိုဘွဲရဖို့အတွက်ဆိုရင်မဖြစ်မနေသွားဖို့ရှိလားဘွဲရဖို့ဆိုရင်တော့သွားရပါတယ်ဟိုဟာ internship ကတော့တရီးရလောက်ဆိုရင်တရီးရ second sem လောက်ဆိုတော့သွားရမယ်လို့ senior တွေကတော့ကြားဘူးပဲပေါ့နော်အဲ့တို့တွေလည်းသွားရအခုသွားနေကြပါဘွင့်လေးပြောရင်တော့တခြား major တွေထက်ဆိုင်ကျွန်တော် major အဲ့လို internship အခွင့်အရေး opportunity နဲတယ်ပေါ့နော်ဘယ်လိုပြောမလဲ tourism တို့တခြား IMI တို့ဆိုရင်သူတို့ tourism လို့ဆိုရင် company တွေကတော့လာပြီးတော့ဒီမှာအဲ့လိုကွာ job opportunity ပေးတယ်ကွာကျွန်တော်ကလည်းကတော့အမျိုးရှာယူရတာပုံများတယ် internship တွေသွားခြင်းအဲ့လိုတကယ်လို့လုပ်မယ်ဆိုရင်လည်းအဲ့လို management ပိုင်းတွေသွားတာပို့ပြီးတော့ထိရောက်တယ်ပြီးတော့ကျွန်တော်တို့အမျိုး event organize လုပ်တာတွေကိုပို့ပြီးသွားလို့ကောင်းတယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ first semester ပြီးတော့အဲ့လို organization တစ်ခုရဲ့အမျိုး assistant manager assistant အနေနဲ့သွားလုပ်ခဲ့ဘူးရပေါ့နော်အဲ့လို manage လုပ်ရတာကိုပို့လေ့လာတယ်အဲ့ဒါမှလည်းကျွန်တော်တို့တင်နေတဲ့major နဲ့ကိုက်ညီမှုရှိတယ်ပေါ့နော် Okay ဆိုဟုတ်တယ်ဟိုကဒီ tourism နဲ့ပတ်သက်တဲ့ major တွေတော့ပို့ပြီးတော့ job opportunity တွေပိုများကြတယ်ပေါ့နော်ဒါဒီကျောင်းမှမဟုတ်တခြားကျောင်းတွေမှာဆိုရင်ကျောင်းသားတွေဆိုရင်ပိုများထိုင်း tourism ထွန်းလာတဲ့ဟာကျောင်းလည်းပါမယ်ပေါ့ဆိုတော့တခြား major မှာဆိုရင် internship ရှာတဲ့အခါမှာနည်းနည်း struggle လောက်ရလေးတော့ရှိတယ် Okay ဆိုတော့နောက်တစ်ခုကကျတော့ဘယ်လိုလူမျိုးတွေက CSI ကို join တင်တယ်ထားပါတော့ဒါ junior တွေနောက်မလာကြသေးဘူးပေါ့နော်လာမဲ့ junior ရှိမယ်နောက်ပိုင်း scholarship နဲ့တော့၎င်း self fund တော့၎င်းဒါတက်မဲ့ကျောင်းသားတွေရှိတယ်ဆိုတော့ဘယ်လိုကျောင်းသားမျိုးတွေက CSI ကို join တင်လဲကျွန်တော်လူမျိုးတွေပေါ့โอเคဘယ်လိုလူမျိုးတွေက CSI ကို join တင်လဲဆိုတော့ပထမတစ်ချက်ကအမျိုး communication ကောင်းချင်တဲ့လူတွေနောက်တစ်ခုကလူတွေနဲ့အမျိုး communicate လုပ်ရတာကြားရလူတွေနောက်တစ်ခုကတော့ networking ဘိုင်းကိုအမျိုးချဲ့ချင်တဲ့လူတွေပေါ့နော်နောက်တစ်ခုကျတော့အမျိုး event တွေ planner လုပ်ရတယ်ကြားရလူတွေအမျိုးcampaign organize လုပ်ရတာကြားတဲ့လူတွေအဲ့လို event တွေကိုကိုယ်ကိုယ်ကြဘယ်လိုလုပ်မလဲဒါတွေကိုငါဘယ်လို manage လုပ်မယ်ဆိုတော့တဘောကြားတဲ့လူတွေပေါ့နော်နောက်ဆိုတစ်ခုကတော့ဒီအခုခေတ်ရည်စီကြောင်းတဲ့အညီ digital marketing ပိုင်းသွားခြင်းတဲ့လူတွေပေါ့နော် digital marketing
လဲပါတော့ဗောဒီ major မှာအဲ့ဒါကြောင့်အဲ့လိုလူတွေကဒီ major ကို join တင်တယ်လို့ထင်တယ် Justin ပြောသလိုပါevent တို့ campaign တို့ organize လုပ်ရတာကြိုက်တာတို့ strategic planning တို့ပြီးရင် PR ဘိုင်းသွားကျင်တဲ့လူတွေဆိုလဲ join လုပ်ရပါတယ်ပြီးတော့အဲ့ branding ဘိုင်းအနေနဲ့အဲ့လိုလက်တွဲပြီးလုပ်ရတာကြိုက်တယ်ကို idea ကောင်းတဲ့လူတွေဆိုရင်တော့ CSI နဲ့ပို့ပြီးကိုက်ညီရလို့ထင်ပါတယ် CSI နဲ့ okay ဆိုတော့ခုကပေါ့နော်အဝါကဒီ BUI ရဲ့ပြီးတော့ CSI ရဲ့ဆိုတော့အဲ့ဟာဆိုလို့ရှိရင် internationally diverse ဖြစ်လာပေါ့ပြောချင်တာတော့အတန်းထဲမှာဒါ international students တွေရဲ့ဆရာတွေပေါ့အကြံပေါ့ဆိုတော့အကြံတွေရဲ့ဆိုတော့ diverse ဖြစ်မှဖြစ်ပြောရတော့ဖြစ်တယ်ဘယ်လောက်ဖြစ်လဲဆိုတော့ဖရန့်ဆိုကျွန်တော်ကျောင်းသားထဲမှာပဲအရင်ကြည့်မှဆိုရင်ကျွန်တော်တို့ဘယ်လိုရှိမှာဆွီဒင်ရှိမယ်မြန်မာရှိမယ်ထိုင်းရှိမယ်ကမ္ဘောဒီးယားရှိမယ်လာအိုရှိမယ်ဗီယက်နမ်ရှိတယ်ပြီးရင်အိန္ဒိယရှိတယ်ပြီးတော့ဆရာတွေထဲမှာထည့်ကြည့်မှဆို USR ရှိတယ်ပြီးတော့ထိုင်းဆရာတွေလည်းရှိတယ်ပြီးတော့ Hungary เนาะ Hungary ကဆရာတွေလည်းရှိတယ်ပေါ့နော်အမျိုး divert အရင်ဖြစ်တယ်ပေါ့နော်အဲ့ဒါကောင်းတဲ့တစ်ချက်လို့ကျွန်တော်မြင်တယ်ပြီးတော့ကျောင်းသားတွေလည်းအများကြီးမိတ်ဆက်ခွင့်ရတယ် network လည်းချစ်လို့ရတာပေါ့နော် Okay ဆိုတော့ဒါတရားဖြစ်လို့ဆိုတော့တော့ပါတယ်ဆိုတော့အဲ့လို diverse ဖြစ်တာလည်းကောင်းပါတယ်ဘာလို့ဆိုတော့အနည်းဆုံးတော့English လို့ပဲဒါ communicate လုပ်နေရတဲ့ခါကျဘာသာစကားစွမ်းရည်ရောလို့ရှိရင်တို့ရဲ့ culture ပါစပြီးတော့ကိုကလိုက်ပြီးတော့လေ့လာခွင့်ရတယ်ဆိုတော့လေနော်ဆိုတော့ okay ဆိုတော့နောက်တစ်မေးခွန်းတစ်ခုပေါ့နော်ဆိုတော့ဒီကိုလာမတက်ခင်ပေါ့နော်ကျောင်းသားတွေအနေနဲ့ဘာတွေကြိုတင်ပြင်ဆင်ထားတင်လဲပေါ့နော်ဆိုတော့တို့အနေနဲ့ထားပါတော့ချိုးကအခုမှ bachelor လာတက်တယ်ဆိုပေမဲ့လည်းအခြေခံရှိထားတင်လားပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင်ဘာတွေကြိုတင်လေ့လာထားတင်လဲပေါ့အဲ့ဒါလိုလားမလိုလားပေါ့နော်ဆိုတော့အဲ့လိုမျိုးဘာတွေကြိုတင်ပြင်ဆင်ထားတင်လဲအဓိကတော့ communication ဘိုင်းပေါ့နော်ဘာလို့လဲဆိုတော့ဒီ major ကျတော့ communication နဲ့သက်ဆိုင်တဲ့ major ဆိုတော့ communication လုပ်တဲ့နေရာမှာတော့လည်းကြောက်မနေဘူးတော့လိုပဲပေါ့နော်communication ကောင်းကောင်းလုပ်နိုင်ရမယ်ပြီးတော့idea အရန်ထုတ်ရတဲ့ major လည်းဖြစ်တဲ့အတွက် idea လည်းကောင်းမှုတော့လိုတယ်ပေါ့နော်idea ကောင်းမှုပဲ group work တွေမှာ communication ကောင်းကောင်းလုပ်နိုင်မှုပဲပြင်ဆင်ထားဖို့တော့လိုပါတယ်ခုနယုံပြောရတာတော့မျိုးအဓိကအချက်တွေပေါ့နော်ထက်ဆွတ်ဖက်ပြီးပြောရမယ်ဆိုရင်တော့အဲ့လိုမီဒီယာဘိုင်းကိုနည်းနည်းလေ့လာထားတာပိုကောင်းတယ်တခါကျရင်အဲ့လိုpoint လောက်ရတာဟာတို့သိရမလားဘာလို့ဆိုတော့ဒီအကြောင်းမှာအကြောင်းတိုင်းတော့မသိဘူးဒီအကြောင်းမှာ presentation ကိုကျွန်တော်စကားပြောရတဲ့ major ဆိုတော့ presentation ကို share လုပ်ရတာ presentation ကိုအများကြီးလုပ်ရတာအဲကြောင့်မို့အမျိုး present လုပ်ရတဲ့ဟာတို့ပြီးရင်media ဘိုင်းနဲ့ editing တို့ဘာလို့ပေါ့နော် video editing တွေဘာတွေနည်းနည်းပါကြိုတင်ပြင်ဆင်ထားရင်တော့ဒီ assignment တွေဘာလုပ်ကြရင်တော့ smooth ဖြစ်မယ်လို့ကျွန်တော်ထင်တယ် Okay ဆိုတော့ကိုအတွက်ဒါမလာခင်ကတော့ဒါကြိုတင်ပြင်ဆင်ထားခဲ့တယ်ဆိုလို့ရှိရင်တော့တန်းထဲမှာချောချောမွေ့မွေ့တော့ဖြစ်တာပါနော်ဆိုတော့ပြောတဲ့ဟာက presentation တွေရှိမယ် basic photo editing video editing ဆိုတော့ဒါမျိုးရှိမှာပါနော် Okay ဆိုတော့ဒါ one last question ပါဆိုတော့ဝယ်ရပြီးသွားလို့ရှိရင်ကိုအတွက်ဘယ်လို career opportunity တွေရှိနိုင်လဲ Okay ပထမဆုံးပြောချင်တာတော့ကျွန်တော် major ကနေ့စဉ်လူတွေထိတွေ့နေတဲ့စကားပြောနေတဲ့မိတ်ဆက်နေတဲ့နေရာမှာတော်ရတဲ့ major တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောကြဒီ major အကြောင်းပြီးသွားရင်တော်လို့ရတဲ့နေရာအပြည့်ရှိတယ်ကွာပထမဆုံးတစ်ခုပြောရရင်မျိုး communication specialist လုပ်လို့ရတယ်နောက်တစ်ခုကမျိုး PR တို့ HR တို့ manager အဲ့လို position တွေတွားလို့ရတယ်နောက်တစ်ခုကအဲ့လို brand ရဲ့အမျိုး communication specialist လည်းလုပ်လို့ရတယ်အမျိုး brand တစ်ခုကိုကအဲ့လိုဘယ်လို promote ပေးမလဲပေါ့နော်ဘယ်လို marketing လုပ်ပေးမလဲအဲ့လို specialist အနေနဲ့တွားလို့ရတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်အနေနဲ့ပြောရရင်အမျိုး event planner manager ပေါ့နော်အမျိုး event တွေ campaign တွေကို plan တဲ့ manager အနေနဲ့တွားလို့ရတယ်Justin ပြောခဲ့တယ်မှာတော်တော်များတော့စုံနေပါပြီဒါပေမဲ့အဲ့လိုထပ်ပြီးပြောရလို့ရှိရင်တော့ content ဘိုင်းတွေမှာလည်းလုပ်လို့ရတယ်ပြီးရင်ရှင်အဲ့ branding ဘိုင်းတွေပြီးရင် social media specialist တို့အဲ့ဘိုင်းတွေမှာလည်းထပ်ပြီးလုပ်လို့ရပါတယ်ဆိုတော့ content creation ဘိုင်းတွေ presenter ဘိုင်းတွေပြီးရင် brand ambassador ဘိုင်းတွေ event planner ဘိုင်းတွေပေါ့နော်ဆိုတော့ဒါတော့လုပ်ဆရာတွေတော့အများကြီးရှိတယ် communication specialist ဆိုတော့အများကြီးလုပ်လို့ရတယ်ပေါ့နော် okay ဆိုတော့တော်တော်များလည်းစုံသွားပြီဆိုတဲ့အခါကျတော့ဒါကတော့ကျွန်တော်တို့ရဲ့ဒီ interview season လေးရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဆိုတော့ဒါအစဆုံးကြည့်ရှုပြလိုက်တဲ့အတွက်ကြောင့်မလို့ CSI ရဲ့အကြောင်းအရာလေးတွေရဲ့ပေါ့နော် UN student life အကြောင်းလေးတွေရဲ့ကိုဒါသိသွားမယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ် video လေးတွေမှာထပ်မံဆုံတွေ့ကြပါမယ် bye 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 bye